ပဲခရစ်တော်နာမ၌မင်္ဂလာပါရှုစွာဖျားခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့တက်တာထဲမှာနေ့ရက်စဉ်တိုင်းမှာကျွန်တော်တွာလာအသက်ရှင်တဲ့အခါမှာတွာလျက်ရာ၌သာရဖျားကိုမျက်မှောက်ပြုပြီးမှကျွန်တော်တွာလာအသက်ရှင်ဖို့အတွက်ရည်ကြီးပါတယ်ကျမ်းစာကိုလည်းကျွန်တော်နေ့ညမပြတ်စင်ကြင်အောင်မိပြီးမှဖတ်ရှုဖို့ရန်အတွက်လည်းရည်ကြီးပါတယ်။ခိုင်မှာကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာကျွန်တော်နားလေတဲ့အရာတွေရှိတယ်။နားမလည်တဲ့အရာတွေရှိတယ်။ဒါပေမဲ့လည်းနားလေသည်ဖြစ်စေနားမလည်သည်ဖြစ်စေကျွန်တော်တမန်ကျမ်းစာကိုဖတ်ရှုဖို့ရည်ကြီးပါတယ်။တမန်ကျမ်းစာကိုကျွန်တော်တို့ဖတ်ရှုတဲ့အခါမှာကျွန်တော်တို့ကိုနားလည်အောင်လို့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ကိုဖွင့်ပြမှာဖြစ်တယ်။ဒီနေ့ကျွန်တော်ဖတ်ထားတဲ့တမန်ကျမ်းစာတွေကျွန်တော်နားမလည်တော့များလည်းပဲတနေ့ချိန်ကြရင်ဝိညာဉ်တော်ကကျွန်တော်ကိုနားလည်ရတော့ခွင့်ကိုပေးမှာဖြစ်တယ်။ဒါကြောင့်ဘုရားကျွန်တော်ကဖတ်ရှုဖို့ရန်အတွက်ရည်ကြီးပါတယ်။နှုတ်ကပတ်တော်လေးတွေကိုလည်းကျွန်တော်တို့ကနားထောင်ဖို့အတွက်ရည်ကြီးပါတယ်။တနေ့ကြရင်အဲ့ဒီနှုတ်ကပတ်တော်တွေကိုဖတ်ထားတဲ့တမန်ကျမ်းစာတွေကတနေ့ကြရင်ကျွန်တော်တို့ရဲ့အတ္တတာကိုပြောင်းလဲစေမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဝေငှပေးချင်တဲ့အရာကတော့သားသမီးတွေမိဘစကားကိုနားထောင်မယ်ဆိုရင်ပြီးတော့၌ကောင်းစား၍အတ္တတာရှိမယ်လို့တမန်ကျမ်းစာထဲမှာပြောထားတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါပေမဲ့လည်းအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာထဲမှာတော့ဣဖက်ခန်းကြီး6အငယ်1ထဲမှာတော့သခင်ဖျား၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်ပါလို့ပြောထားတာကိုကျွန်တော်တွေ့ရပါတယ်မိဘစကားကိုနားထောင်တာအရန်ကောင်းတယ်မိဘကိုယူတည်စွာပြုတာအရန်ကောင်းပါတယ်ဒါပေမဲ့လည်းဖျားသခင်ရဲ့အလိုတော်နဲ့မညီတဲ့အရာတွေလည်းကျွန်တော်လောကမှာမြင်တွေ့ရပါတယ်ကျွန်တော်လောကမှာကြားနေရပါတယ်အိုင်မှာကျွန်တော်တို့မိဘကိုယူတည်စွာပြုရင်ပြီးတော့လည်းကောင်းစားမယ်အတ္တတာရှိမယ်တမန်ကျမ်းစာထဲမှာကျွန်တော်ပြောထားပါတယ်ဒါပေမဲ့လည်းသခင်ဖျားဤအလိုတော်နဲ့မညီတဲ့အရာတွေလည်းမိဘတွေကျွန်တော်ကိုတစ်ခါကြရင်ခိုင်းလက်ရှိတယ်အခုပြောလိုက်လို့ကျွန်တော်ကမိဘတွေပြောတဲ့စကားကိုနားမထောင်နဲ့မိဘတွေကိုစန့်ကျင်ပါလို့ကျွန်တော်ကတွန်းအားပေးနေတာမဟုတ်ပါဘူးတခင်ဖျားကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်တတ်ဖို့အတွက်အရေးကြီးပါတယ်ကိုမိဘကအရက်တီစာတွေကြိုက်တဲ့အခါမှာအာသာဖျားခင်ကပြောထားတယ်မိဘစကားကိုယူတည်စွာပြုပြီးတော့နိုင်ကောင်းစားမယ်အတ္တရှိမယ်ဒါဆိုတော့ငါအမေငါအဖေငါမေစလိတ်တွေအရက်တွေဝယ်ခိုင်းတယ်ချဲတွေအခုခေတ်ဆိုရင်တော့ချဲတွေထူခိုင်းတယ်ငါဒါတွေလုပ်မယ်ဆိုရင်တော့ဒါသခင်ဖျားကြီးအလိုတော်နဲ့မညီတဲ့ဟာဖြစ်တဲ့အတွက်တင်ဖျားခင်စီကလာတဲ့ကောင်းကြီးမင်္ဂလာတွေကိုတင်ခံစားရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့အတွက်ကျွန်တော်တို့ရဲ့တက်တာထဲမှာသခင်ဖျားကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ဖို့အတွက်အရေးကြီးပါတယ်။ကျွန်တော်ငငယ်ကဆိုရင်အရက်ရန်တောက်တက်တဲ့ကျွန်တော်ရဲ့ဦးလေးအိမ်မှာကျွန်တော်ကနေရတာဖြစ်တယ်။အဲ့ဒီအိမ်မှာနေပြီးမှကျွန်တော်ကတော့ကျောင်းတက်ရတာဖြစ်တယ်။ကျောင်းတက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ဦးလေးတွေကျွန်တော်ကအရက်ဝယ်ခိုင်းပြီးဆိုရင်တော့ကျွန်တော်ကအရက်ကိုတောင်းဝေပေးရတယ်။ဒါပေမဲ့အဲ့ဒီရကသခင်ဖျားရဲ့အလိုတော်နဲ့မညီဘူးစန့်ကျင်ပဲဖြစ်နေပါတယ်။ဒါဆိုရင်တော့ဒီမှာရှိနေပြီးဒီ online ပေါ်မှာရှိနေတဲ့တူတွေရဲ့တက်တာထဲမှာရောကိုယ့်ရဲ့မိဘတွေကအရက်တီစာကြိုက်တဲ့တူတွေရှိသလားကျွန်တော်ဒီနေ့မှာဒီနှုတ်ကပတ်တော်နဲ့အနေငယ်လေးပိုင်းခြားပြီးမှပြောပြချင်ပါတယ်ဒီနေ့ကိုမိဘတွေကအရက်တီစာကိုကြိုက်ပြီးတော့မှကျွန်တော်တို့ကိုခိုင်းလာလို့ရှိရင်ကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့မညီတဲ့ဟာဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကရှေ့ဦးစွာဆုတောင်းဖို့အတွက်အရေးကြီးပါတယ်ဆုတောင်းပြီးတော့မှကျွန်တော်တို့ရဲ့နှုတ်ကနေလည်းကိုယ့်ရဲ့မိဘတွေနားလည်အောင်လို့ကျွန်တော်ပြောပြတတ်ဖို့အတွက်အရေးကြီးတယ်အဖေရဲ့ဒီအရာကနှုတ်ကပတ်တော်နဲ့မညီဘူးဖျားခင်မကြိုက်တဲ့အရာဖြစ်တယ်ဒါမှမဟုတ်တားကတော့ဒီအရက်တီစာကိုတားအနေနဲ့
မဝေပေးနိုင်ဘူးအဖေသားကိုကြိုက်တဲ့အရာခိုင်းလို့ရတယ်ဒါပေမဲ့ဒီအရာကနှုတ်ဘတ်တော်နဲ့မညီတဲ့အရာဖြစ်တဲ့အတွက်သားအနေနဲ့တော့ဒါကိုမဝေပေးနိုင်ဘူးလို့ကျွန်တော်ကဖျားရှင်မှာဆူတောင်းပြီးမှပြက်သားတဲ့အရာကိုကျွန်တော်ကပြောဆိုတတ်ဖို့အတွက်အရေးကြီးပါတယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာကျွန်တော်ခါတတိမှာကိုမိဘတွေကိုခိုင်းတဲ့ပုံမှာကျွန်တော်တို့မလွန်ဆိုင်နိုင်တဲ့အရာတွေရှိတယ်။အော်မိဘပဲမိဘခိုင်းတာတော့လုပ်ပေးရမှာပေါ့။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာမိဘကကိုလှုပ်ကြွေးခဲ့တာကိုမွေးဖွားပေးခဲ့တာ။အောင်တဲ့ကျွန်တော်တို့လုပ်ပေးတင်တယ်ဆိုပြီးမှကျွန်တော်တို့ဖျားမကြိုက်တဲ့အရာတွေကိုလည်းကျွန်တော်တို့ကတစ်ခါတည်းမှာလုံးမိတတ်တယ်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့တင့်ကိုလူလားမြောက်အောင်အမိဝမ်းတွင်းမှာတင့်ကိုနာမည်နဲ့အတိအကျတည်တဲ့ဖျားကိုတင်နံပါတ်1နေရာမှာထားပါဘာကြောင့်လဲလို့ပြောတဲ့အခါမှာဖျားရဲ့အလိုတော်နဲ့အညီတင်မိဘစကားကိုနားထောင်မယ်ဆိုရင်တော့တင်းရဲ့မိသားစုတင်းရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေဟာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ဘုရားခင်ကတင်းတို့မိသားစုပေါ်မှာတင်းတို့ဆွေမျိုးပေါ်မှာတွန်းလောင်းပေးမှာဖြစ်တယ်။တရားမှုအတွက်ကျွန်တော်မိဘစကားကိုနားထောင်တဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်နဲ့အညီကျွန်တော်လည်းနားထောင်တတ်ဖို့အတွက်အရေးကြီးပါတယ်။တောင်းမှုအတွက်တမန်ကျမ်းစာထဲမှာတော့သခင်ဘုရားဤအလိုတော်နဲ့အညီသားသမီးတို့ကိုတဲ့ဆုံးမပါဆိုပြီးတော့မှတမန်ကျမ်းစာထဲမှာပြောထားတာကိုလည်းကျွန်တော်မြင်တွေ့ရတယ်။အဲ့တော့မိဘတွေဘက်ကနေလည်းသားသမီးတွေကိုကြည်ပေးတတ်ဖို့အတွက်အရေးကြီးတယ်။အော်ငါခိုင်းတဲ့အရာငါလုတ်ခိုင်းတဲ့အရာကသခင်ဖရာဤအလိုတော်နဲ့မညီတဲ့အရာဖြစ်နေတယ်။ငါသားသမီးကတော့ငါဒါလေးတော့မခိုင်းသင့်ဘူး။ဘာကြောင့်လို့ပြောတဲ့အခါမှာဒီအရာကဖရာမနစ်သက်တဲ့အရာဖြစ်တယ်။အယက်တီစာဆိုတာဘုရားခင်မကြိုက်တဲ့အရာဖြစ်တယ်။ဒါမှမဟုတ်အဲ့ဒီအယက်တီစာတောက်စားခြင်းအဖြစ်ဘာဖြစ်တတ်တယ်လဲလို့ပြောတဲ့အခါမှာတမန်ကျမ်းစာထဲမှာတော့အယက်တီစာတောက်စားခြင်းအဖြစ်တဲ့ကျွန်တော်ဘာဖြစ်တတ်တယ်လဲလို့ပြောတဲ့အခါမှာတမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာတော့တုတ်တန်ခန်းကြီး20တစ်ထဲမှာတရေတရက်ဒီတဲ့ယုံရင်းဆန်ခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏တဲ့တရေတရက်အရက်ကိုတောက်ချင်းအားဖြင့်ဘာကိုဖြစ်စေတတ်တယ်လဲလို့ပြောတဲ့အခါမှာယုံရင်းဆန်ခတ်ဖြစ်တတ်တယ်လို့ပြောထားတာကိုတမန်ကျမ်းစာထဲမှာတွေ့ရပါတယ်။ဒါကြောင့်ဘုရားဒီအရက်တေစာတောက်တဲ့အခါမှာဘာတွေဖြစ်လာတယ်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ခရံဖြစ်ပွားခြင်းတွေယုံရင်းဆန်ခတ်ဖြစ်ခြင်းတွေလင်ပြားခြင်းကွဲပြားခြင်းတွေဖြစ်လာတတ်ပါတယ်။တောင်းဖို့အတွက်ဘုရားသခင်ကအဲ့ဒီတရေတရက်နဲ့ပတ်သက်ပြီးတော့မှလည်းတမန်ကျမ်းစာထဲမှာပြောထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်။တောင်းဖို့အတွက်ကျွန်တော်တို့ရဲ့တက်တာထဲမှာအဲ့ဒီတရေတရက်မကြိုက်တဲ့အရာကိုကိုယ်သားသမီးတွေကိုခိုင်းမယ်ဆိုရင်တော့ကိုယ်သားသမီးတွေရဲ့လက်ထက်မှာလည်းအဲ့ဒီတရေတရက်နဲ့ပတ်သက်တဲ့အရာတွေလိုက်ပြီးမှစီးဆင်းသွားတတ်ပါတယ်။တောင်းဖို့အတွက်ကျွန်တော်တို့သခင်ဖရာ၏အလိုတော်နှင့်အညီသားသမီးတို့ကိုဆုံးမတတ်ဖို့အတွက်ရည်ကြီးပါတယ်ဖရာမကြိုက်တဲ့အရာဖရာမနစ်သက်တဲ့အရာဆိုရင်တော့ကိုယ်သားသမီးတွေကိုလက်ဆင့်မကမ်းဖို့အတွက်ရည်ကြီးပါတယ်ဆုံးမပြုပြင်တတ်ဖို့အတွက်ရည်ကြီးပါတယ်ဒါကြောင့်မို့အတွက်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်လေးဝင်ကားပေးခြင်းတဲ့အရာကတော့သားသမီးတွေကလည်းမိဘစကားကိုနားထောင်တဲ့အခါမှာဖရာသခင်၏အလိုတော်နဲ့အညီနားထောင်တတ်ဖို့အတွက်ရည်ကြီးသလိုမိဘတွေကလည်းသားသမီးတွေကိုဆုံးမတဲ့အခါမှာသခင်ဖရာ၏အလိုတော်နဲ့အညီဆုံးမပြုပြင်ပေးတတ်ဖို့အတွက်အရေးကြီးပါတယ်။တောင်းမှုအတွက်ဒီကနေ့ကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အခါမှာဖရာသခင်၏အလိုတော်နဲ့အညီသွားလာအသက်ရှင်ဖို့အတွက်အရေးကြီးပါတယ်ကျွန်တော်ဒီထဲမှာပြောသွားတဲ့အထက်မှာကျွန်တော်ကျမ်းစာလေးတွေကိုလည်းဒီထဲမှာပြောသွားချင်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်အေဖက်ကိုဖတ်ကြည့်တဲ့အခါမှာတော့အများကြီးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နေတော့မဖတ်တော့ဘူးဖြစ်တယ်ဒီတိုင်းပဲပြောထားတာဖြစ်တယ်တောင်းလို့ဒီထဲမှာရှိနေတဲ့မိဘတွေသားသမီးတွေဘုရားခင်ရဲ့အလိုတော်နဲ့အညီသွားလာအသက်ရှင်တော်သူတွေဖြစ်ဖို့အတွက်အနေငယ်လေးဝင်ရတဲ့အရောက်စီတိုင်းပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေ။